အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်နဲ့ပလက်ဝမြို့နယ်ကိုကုန်သွားကူးကြတဲ့အဓိကကုန်သွယ်ရေးလမ်းတွေကိုပြင်းထန်ဝမ်းရောဂါကြောင့်လာမယ့်နိုဝင်ဘာလ24ရက်နေ့အထိထပ်မံပိတ်ထားတယ်လို့ကုန်သည်တွေကပြောကြပါရယ်။ပိတ်ထားတဲ့လမ်းတွေဟာမီဇိုရမ်ပြည်နယ်လောက်တလိုင်းခရိုင်ကကာကီဒွီဒန်တပ်ပုရှေစတဲ့နေဆက်ဂိတ်တွေနဲ့ဆိုင်းဟာခရိုင်ကလောင်မဆူကျေးရွာနေဆက်ဂိတ်တွေဖြစ်ပါတယ်။ဒီနေဆက်လမ်းတွေကိုပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကစတင်ကနိုဝင်ဘာလ20ရက်နေ့အထိယာယီပိတ်ထားခဲ့တာဖြစ်ပြီးပြင်းထန်ဝမ်းရောဂါကြောင့်နိုဝင်ဘာလ24ရက်နေ့အထိရက်တိုးမြင့်ကပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။အခုလိုလမ်းတွေဆက်လက်ပိတ်ထားလိုက်တာကြောင့်မီဇိုရမ်ပြည်နယ်မှာကုန်သွားကူးကြတဲ့ရခိုင်ကုန်သည်တွေပိတ်မိနေပြီးလမ်းမပိတ်မီကဝေယူထားကြတဲ့တာရှင်းမခန့်တဲ့ကုန်ပစ္စည်းတွေဟာလည်းပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေရတယ်လို့ဆိုပါရရှင်။ဒီကနေ့